အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော် CapCut ကိုအသုံးပြုပြီးဖုန်းနဲ့ဗီဒီယို edit လုပ်နေတဲ့ညီကိုတွေအတွက်မြန်မာသာမမှန်တဲ့ပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုကျွန်တော်ဒီနေ့အသေးစိတ်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်အစအလယ်ဆုံးကိုကျွန်တော်အသေးစိတ်တစ်ဆင့်ပြီးတစ်ဆင့်ပြောပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးဆုံးသွားရင်ဒီဟာလေးကိုကောင်းကောင်းလုပ်တတ်သွားမယ်လို့ကျွန်တော်အာမခံပါတယ်ဆိုတော့ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ channel နဲ့ page လေးကိုလည်း like follow subscribe လေးလုပ်ပေးခဲ့ပါအောင်ဗျာဆိုတော့ပထမအဆုံးအနေနဲ့ကျွန်တော်တို့က CapCut application နဲ့ဝင်လိုက်မယ် CapCut application နဲ့ရောက်ရင်ကျွန်တော်တို့ကကိုလုံးချင်တဲ့ဗီဒီယိုလေးကိုထည့်ရမှာပေါ့နော်ကိုလုံးချင်တဲ့ဗီဒီယိုလေးကိုထည့်ဗီဒီယိုပဲဖြစ်ဖြစ်ပုံပဲဖြစ်ဖြစ်ထည့်ရမယ်ဆိုတော့ကျွန်တော်ဒီဟာလေးကိုဥပမာဆန်းတစ်ခုအနေနဲ့ထည့်လိုက်မယ်ထည့်ပြီးတော့စာတန်းထိုးဖို့အတွက်ကျွန်တော်အတန်လေးခဏထည့်လိုက်အောင်မယ်ဗျာ3 2 1 goအားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ CapCut ကိုအသုံးပြုပြီးမြန်မာစာမှန်အောင်ဘယ်လိုလုပ်မလဲဆိုတာလေးကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကဲဆိုတော့ရပြီဆိုတော့ကျွန်တော်ဗီဒီယိုကဒီလိုရပါပြီဆိုတော့ကျွန်တော်စာတန်းထိုးလိုက်အောင်မယ်စာတန်းထိုးလိုက်မယ်ကဲဆိုတော့စာတန်းနေရာတော့ရောက်လာပြီဗျာစာတန်းနေရာတော့မမှန်ဘူးဗျာ CapCut ကိုအသုံးပြုပြီးပညာဒီမှာကြည့်လိုက်ဒီလိုမျိုးဂျားထဲမှာဟိုက space bar ခြားထားလို့မျိုးပုံစံတွေကအများကြီးပဲပေါ်နေတယ်အဲ့တော့ကြတော့အဲ့လိုမျိုးတွေပေါ်နေတော့ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ကျွန်တော်တို့မြန်မာစာသူကမမှန်တာဖြစ်တဲ့မြန်မာစာကျွန်တော်တို့က download ဆွဲရမယ်မြန်မာစာ download ဆွဲဖို့အတွက်ကျွန်တော်တို့က Chrome ထဲကိုသွားလိုက်မယ်ဗျာ Chrome ထဲကိုသွားလိုက်ဒီ Chrome ထဲကိုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က search bar မှာဘာရှာရမလဲဆိုတော့မြန်မာ font ပေါ့ဗျာမြန်မာ font design free download ပေါ့ဒါဆိုဒီလိုမျိုးလေးပေါ်လာပြီ site တွေအများကြီးရှိတဲ့အထဲမှာဒီမှာ Noto ဆိုတဲ့ဒီ site ထဲကိုကျွန်တော်ဝင်လိုက်မယ်ဝင်လိုက်ပြီးလို့ရှိရင်ဒီမှာ font တွေအမျိုးမျိုးရှိရဗျာဒီမှာမြန်မာ font ဆိုတဲ့ဟာလည်းရှိတယ်ဒီမှာလည်းအမျိုးမျိုးရှိရဗျာဆိုတော့ကျွန်တော်ကဒီဟာလေးထဲကိုဝင်ပြီးတော့သုံးပြမယ်နော်ဒီမှာအများကြီးရှိရ font တွေအများကြီးရှိရဒီမှာ gap font ဆိုတာလေးရှိရဘေးနားမှာဒီမှာကြည့်လိုက်အနီးကပ်ပြ gap font အဲ့ဒါလေးကိုနှိပ်လိုက်မယ်ကျွန်တော်တို့ကအဲ့ဒါလေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာ download ဆိုတာလေးပေါ်လာပြီအကောင့်လေးကို download ဆွဲလိုက်ရင်ဒီမှာ download anyway လေးကိုနှိပ်လိုက်သူ down နေပြီပေါ့ဗျာ down နေပြီဆိုတော့ဒီမှာ download ပြည့်သွားရင် file ထဲကိုရောက်သွားပြီ file ထဲကိုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ download ထဲမှာပဲရှိမယ်သူကဒီမှာရောက်နေပြီနော် file ရောက်သွားပြီ file ရောက်သွားပြီဆိုရင် okay ရပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကတစ်ဆင့် CapCut ထဲကိုတစ်ခါပြန်သွားမယ်ပေါ့ဗျာ CapCut ထဲကိုတစ်ခါပြန်သွားမယ် CapCut ထဲကိုရောက်ရင်ကျွန်တော်တို့ကဒီမှာမြန်မာသားတွေမမှန်နေဘူးဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီကောင်လေးကိုမမှန်နေတဲ့အားလေးကိုပဲတစ်ချက်နှိပ်လိုက်မယ်တစ်ချက်နှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီလိုမျိုးပေါ်လာပြီဆိုရင် template တို့ font တို့ style တို့အဲ့ဒီကနေမှကျွန်တော်တို့က font ဆိုတဲ့ဟာလေးကိုရွေးလိုက်မယ် font ဆိုတဲ့ဟာလေးကိုရွေးလိုက်ပြီးဒီမှာမျိုးရှိတယ်ပေါ့ဗျာအများကြီးပဲပေါ့သူက original ပါပြီးသား font တွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့က my font ဆိုတဲ့အထဲကိုဝင်လိုက်မယ်ပြီးလို့ရှိရင်ဒီဟာကတော့ကျွန်တော်ကထည့်ပြီးသားဖြစ်တဲ့ဒီလိုပေါ်နေလိမ့်မယ်ဆိုတော့မထည့်ရသေးဘူးဆိုလို့ရှိရင်ဒီမှာ generate new upload ဆိုတာ upload လေးကိုနှိပ်လိုက်ကျွန်တော် sorry သိမပေါ်ဆိုတော့ဒီဟာ file နဲ့ကိုရောက်သွားပြီ file နဲ့ကိုရောက်သွားပြီဆိုတော့ကျွန်တော်တို့ဒီမှာ file manager ကိုတစ်ခါထပ်ဝင်နိုင်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ခုန down ထားတဲ့เนาะ download ထဲကကျွန်တော်တို့ဒီ font လေးကိုရွေးပြီးတော့ကျွန်တော်တို့ကထည့်လိုက်မယ်ပေါ့ဗျာဆိုတော့ကျွန်တော်တို့က font လေးတွေကဒီထဲကိုရောက်လာပြီကျွန်တော်တို့ဒီထဲကိုဒီလိုအနေထားမျိုးနဲ့ရောက်လာလိမ့်မယ်အဲကြလို့ရှိရင်ကျွန်တော်တို့ထည့်ထားတဲ့ font ကိုချိန်လိုက်မယ်ဆိုလို့ရှိရင်ဒီကောင်လေးတွေကမြန်မာသာမှန်သွားမှာပဲဖြစ်တယ်ဆိုတော့ဒီမှာကြည့်လိုက်ပါဗျာခုနလွဲနေတာနဲ့အခုကတော့ကောင်းအားလုံးမှန်သွားပြီစနေအဆုံးကျွန်တော်ဖွင့်ပြမယ်โอเคအားလုံးလည်းဒီမှာဒီနေ့ဗီဒီယိုလေးတော့ CapCut ကိုအသုံးပြုပြီးမြန်မာစာမှန်အောင်ဘယ်လိုလုပ်လဲဆိုတာလေးကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒီညမှာစာသားလေးတွေကတော့ကိုယ့်အောင်မရေးဘဲနဲ့ auto caption နဲ့လုပ်ထားတဲ့အတွက်နည်းနည်းမှားလို့ရှိရင်ကျွန်တော်တို့နည်းနည်းလေးတော့ပြင်ပေးရမှာပေါ့ဗျာစာလုံးပေါင်းပါညာတော့နော်အဲ့ဒါကျွန်တော်နည်းနည်းပြင်ပေးရမယ်ကဲ okay ဒါဆိုလို့ရှိရင်တော့မြန်မာစာမှန်သွားပြီ
အဲ့လိုပဲ font size တွေအများကြီးရှိတယ်ကျွန်တော်တို့ခုနကနေရာမှာပဲ download ဆွဲရမယ်အဲ့ download ဆွဲပြီးတော့ font size တွေအများကြီးကိုကျွန်တော်တို့ထည့်လို့ရပါတယ်လွယ်လွယ်ကူကူပါပဲမခက်ခဲပါဘူးဆိုတော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ like လုပ်လို့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်သိချင်တာလေးရှိရင်လည်းကျွန်တော်အောက်က comment မှာမေးခဲ့လို့ရပါတယ်ကျွန်တော်ဗီဒီယိုလေးနဲ့ပြန်ပြီးတော့ဖြည့်ပေးခဲ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ် bye bye